ရှင်အခုရောက်ရှိနေတာလေရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်ဂျိုးပြူကန်လမ်းမှာရှိတဲ့ဂုံလင်းတောင်သာသနာပြုနယ်မျိုးရောက်ရှိနေတာဖြစ်ပါတယ်ရှင်ရွှေနဂါးဆရာတော်ဘုရားကြီးရွှေနဂါးဆရာတော်ဘုရားရဲ့သီလကုံတမာတိကုံပညာကုံမေတ္တာကုံများဖြစ်လက်ဆောင်ဘုရားရှင်ကိုရမြတ်ကြီးကိုစားဖို့ပါတိထောင်းကိုွယ်ပါတော့ပါရနှစ်ဖို့ဗုဒ္ဓခြေရများဖြစ်ပါတယ်ရှင်နဂါးကံတော်ကြီးလည်းပါမယ်နဂါးဥယျာဉ်တွေလည်းပါမယ်ဒီပါရခြေရနှစ်စုပူဇော်ထားတာလေးလည်းပါမယ်ပေါ့ကျမတို့စာပေကျမ်းဂန်တွေထဲမှာမှတ်သားဖို့တာဆိုရင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့တရားရှိခွက်ဆက်လက္ခဏာတော်များနဲ့ပြည့်စုံတဲ့ပရိဘောကပါရစေတီတော်များကိုပူဇော်ခြင်းဟာအကျိုးတရားတွေအများကြီးရပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ခြေတော်ချတစိတ်ခတ်နှိပ်ခဲ့ရာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ရှစ်ခုသောအယက်ဌာန10ခုသောအယက်ဌာနတို့တွင်ရှိကြကုန်သောတရင်သုံးဆံပဲအပူဇော်ခံလျက်ရှိတော်မူသောဗုဒ္ဓခြေတော်ရာများကိုရည်မှန်းလျက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ခြေတော်ရာဘွားများအဖြစ်နဲ့ပူဇော်ထားဖြစ်ပါတယ်ရှင်။ဂုံလင်းတောင်သာသနာပြုနယ်မြေမှာရွှေနဂါးဆရာတော်ဘုရားကြီးဦးစီးတဲ့သာသနာပြုလုပ်ငန်းများဖြစ်ပါတယ်ရှင်။ဒီနေ့ကတမိဒီနာအေးတယ်လေ။ဒါပြီးတာအေးလာတယ်လားခက်မှဆိုအဲ့ဒါထားတယ်။ဒီနေ့အဒီနာရေရောက်လို့ရှိရင်တော့ဘာကြောင့်ဆိုတော့သိမယ်ဆိုတော့နောက်ဆုံးတော့လေအကြောင်းလေးအကြီးငကားမင်းနဲ့ဒီနေ့ကလည်းအမဒီမှာခြေတော်ရာကြီးပါရခြေတော်ရာကြီးလုံးမယ်ဆိုတော့ဟုတ်တယ်ဟဲငကားမင်းကနာမည်ငကားမင်းကဟာမင်းသမီးရှိရလေမင်းသမီးရှိရင်ခေါ်ပေါ့